အမေးများပြီးအယောင်ရှားတဲ့မြစ်တာညုံထဲမှာတိုက်တတန်းတစ်နှစ်ခွဲပဲရှိသေးတယ်ဗန်ကျိတ်ရဒုတိယတက်ကလေးနဲ့မိတ်ဆက်ပေးမယ်လမ်းအနေထားလေးကောင်းမွန်ပြီးတော့တိုက်ကလေးကတော်တော်လေးလှတယ်ရန်နာအားလေးမှာကြွေပြားလေးခင်းပေးထားပြီးရန်နာကမြင်ရတဲ့မြင်ကွင်းလေးကလူကြီးမျိုးကြည့်ကြည့်ပါကားပါကင်အဆင်ပြေနိုင်တယ်အိမ်ထဲကိုဝင်လိုက်တာနဲ့ကောနစ်ကွက်လေးတွေနဲ့မျက်နှာချက်တွေရဲ့ကျွန်တော်တို့နရန်တွေရဲ့ကိုတိစားလေးလှဆင်ပေးထားတာဒီအိမ်ကိုခန်းထားသွားသေးတယ်သူကပေ40ပေ100ပေါ်မှာအပြည့်ဆောက်ထားတဲ့တိုက်ဖြစ်တဲ့အတွက်အတွင်းထဲမှာ19ပေနဲ့နောက်ကို80လောက်အခြေရှိတယ်အခြေကြီးပဲမာစတာတစ်ခန်းပဲဖွဲ့ပေးထားတာဖြစ်တဲ့အတွက်ဒီအပြင်ကဒီ space လေးတွေမှာအိမ်ခန်းနှစ်ခန်းထပ်ဖွဲ့ခြင်းဖွဲ့လို့ရတယ်single နှစ်ခန်းပေါ့နော်ဒါတော့လူမျိုးတို့အဆင်ပြေလို့အသုံးပြုနိုင်တယ်မျက်နှာချက်ကိုအပြည့်တအိမ်လုံးကိုအလားဆင်ပေးထားတာလေးကလူချင်းစရာကောင်းအောင်တွေ့ခဲ့တယ်Master Baron လေးဆိုလဲတော်တော်လေးကြည်ကြဲဝင်ရှိတယ်။ဒေးမောင်လေးရအောင်ထည့်ပေးထားတယ်။ Master Baron နဲ့ရေချိုးခန်းနဲ့တွိုင်းလက်လေးဆိုလဲကြွေပြားကိုနေရအပြည့်ကပ်ပေးထားပြီးတော့ဘေးစင်တွေပါနေနဲ့တသက်ရက်ပဲဖြစ်တာကိုတွေ့ခဲ့တယ်။မီးဖိုကန်းအဝင်မှာတကားတစ်ချက်ပါဝင်ပြီးတော့မီးဖိုကန်းဆိုအကျယ်ကြီးပဲဒါနဲ့ area တွေပါထားလို့ရတယ်။အဲ့ဒီအပြင်ကိုရှားပါနောက်ဘူးရန်နာပါတဲ့တိုက်ဖြစ်ပါတယ်ခင်ဗျာ။မီးဖိုကကပ်နက်တွေပါပေးစားလုပ်ပေးထားတယ်။ဈေးနှုန်းလေးက2900ဗန်ကြီးရပါတယ်။မြစ်တန်ညွန့်ရက်ကွက်ရဲ့စပ်မှု3လမ်းထဲမှာဖြစ်ပါတယ်ခင်ဗျာ။ location လေးတော်တော်ကောင်းတယ်။လမ်းကျယ်တယ်တိုက်သက်တန်းတစ်နှစ်ခွဲပဲရှိသေးတယ်ဒုတိယတက်ကလေးဖြစ်တဲ့အတွက်အမြင်လာကြည့်ဖို့လိုမယ်ဗန်ကျိတ်ရပြီးတော့မြစ်တာညုံထဲမှာတိုက်သက်လိုချင်ပါတယ်ဆိုရင်ဒီအခန်းပြင်နောက်ထပ်အခန်းထပ်ရဖို့ကတကယ်မလွယ်ပါဘူးခင်ဗျာရေချိုးခန်းဆိုလည်းတေချာလေးလုပ်ပေးထားတယ်မာစတာပါတဲ့အပြင်ရေချိုးခန်းနဲ့တွိုင်းလက်ကိုအဲ့လိုပြီးမှထပ်ပါဖို့မလွယ်ဘူးပေါ့နော်ကျေးဇူးတင်ပါတယ်